ကျမတို့ချစ်တဲ့သူနဲ့အချိန်နဲ့အကြာကြီးနှစ်တွေအများကြီးချစ်ခဲ့ပြီးတော့မှဘာဖြစ်လို့လမ်းခွဲသွားတာဖြစ်မှာလဲကျဆိုရင်အဆက်ကလေးကချစ်မယ်လို့မထင်ပါဘူးလူတိုင်းမှာအလှကိုယ်စီတော့ရှိကြပါရဲ့နော်အဲ့တော့တယောက်ကဘလောက်ပဲချစ်နေပါသေးတစ်ဖက်ကလုံးဝမချစ်တော့ဘူးဆိုရင်ဘလုံးမှရှစ်ဆက်လို့မရပါဘူးအဲ့တော့ကိုဘွားနဲ့ကိုအလှပါဆုံးပန်းလေးတစ်ပွင့်ဖြစ်နေပြီးတော့အလက်လက်ဆုံးလိပ်ပြလေးတစ်ကောင်ဖြစ်ပဲပြန်တန်းပါလို့ပြောချင်ပါတယ်အဲ့တော့ဒီကမိသားစုကြီးနဲ့အတူတူနောက်ဆုံးတစ်ခါတော့ဆိုကြအောင်အချိန်တွေ